ကိုယ့်ရဲ့ team ပတ်သက်တာတွေကိုဘယ်လိုပြန်ပြီးမြင်ကြလဲ founder ထွက်လာပြီးနော်အရင်တော့ကနောက်မှပဲနေနေတာ ကို team အနေနဲ့ဘယ်လိုမြင်လဲဆိုဒီတလောဆိုရင်လာပြောရရှိရပေါ့နော်နဲ့အမပြောင်းလဲသွားတယ်တဲ့အရင်တော့ကနေတော့မတူဘူးဘာပြောင်းလဲသွားလို့လေမပြောတတ်ပေမဲ့တဲ့အမပြောတယ်ပေါ့နော်ဒီဗီဒီယိုကြည့်ပြီးတော့ပေါ့နော်အားအရင်ဖြစ်တယ်ပေါ့နော်ပြီးရင်လည်းအမပြောင်းလဲသွားတဲ့ဟာကလည်းတင်ပေးပါအောင်ပေါ့နော်အဲ့လိုသူတို့အနေနဲ့ဖောင်နာကြီးကလေနောက်ထပ်တစ်ဖန်ပြန်ထွက်လာတယ်လို့မျိုးပေါ့နော်အရင်တော့အရေးချင်းရှိတာတိပြင်မဲ့ဘယ်လိုရေးချင်းရှိလဲဆိုတာကြိုင်လဲသူတို့လည်းမေ့သွားတယ်ကိုလည်းမေ့ပေါ့နော်ကိုလည်းကိုယ့်ရဲ့အတွေ့အကြုံကိုလည်း sharing မပေးခဲ့ရဘူးလေနော်အခုကကြတော့ကိုယ့်ရဲ့အတွေ့အကြုံတွေ sharing ပေးတဲ့အချိန်တော့သူတို့အတွက်အခုချိန်မှာသူတို့ကြုံတွေ့နေရတဲ့အခက်ခဲနဲ့ကွက်တိကြတဲ့အချိန်မှာသူတို့တော့မူပြန်နာထားရသွားတယ်တချို့ကြတဲ့လုပ်ငန်းဟွာဖြစ်တဲ့သူကလည်းသူ့မှာလည်းဒီလိုအတွေးရှိခဲ့ပါလားငါပဲရှိခဲ့တာမဟုတ်ဘူးပေါ့နော်လမ်းလေးပြင်လာဖြစ်တဲ့အတွက်တော်တော်များများcomment မှာဆိုလဲအရင်ကျေးဇူးတင်တဲ့အကြောင်းပြီးဆိုရင်ကိုယ့်ရဲ့ကိုယ်စားလှယ်တွေကလည်းကိုအရင်ပြောင်းလဲသွားတယ်အဲ့လိုမျိုးဆက်တင်ပြီးတော့တို့အတွက်အရင်ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးအရင်ကြားရနော် ကိုကအရှိမအမြဲနေပြတော့လေဥမာထားလိုက်သူတို့တစ်ခုလမ်းပြောက်သွားရင်ကိုဓာတ်ရိုက်မေးစရာမလိုပဲနဲ့ကိုရဲ့ဗီဒီယိုကနေအပြန်ယူလို့ရတယ်ပြီးကိုဗီဒီယိုတွေကြည့်ပြီးတော့ကိုကနီးကတ်တယ်လို့ခံစားရဖြစ်တဲ့အတွက်သူတို့ကကိုအမြဲတမ်းလာဆက်တွေ့ရလွယ်သွားတယ်ပေါ့နော်ဖြစ်တယ်အရင်တော့ကျကိုနေနေဆိုလဲခါကြဆိုသူတို့ပြဿနာဖြစ်ဆိုဘာလို့လာမပေးရလဲဆိုသူတို့အာနာလို့ကြောက်လို့အဲ့လိုတွေဖြစ်နေအမှန်တော့ရှိန်စရာဘာမှမရှိတော့အကုန်လုံးကသူတို့လိုမျိုးအခုဖြစ်နေတဲ့ပြဿနာကိုတွေလည်းဖြစ်ခဲ့တာပဲလीเนาะအဲ့ဆိုတော့ပို့ပြီးတော့ close ဖြစ်သွားတာဟုတ်တယ်ဒါလုပ်ငန်းရှင်တွေเนาะ brand founder တွေမဖြစ်မနေလုပ်ရမယ့်အရာကိုကအမိပြောင်းလဲမှအရှိကိုရောက်မှာမဟုတ်ရင်တော့နောက်ကျအကြံခဲမှာကိုတိကိုတက်နေမရတော့ဘောเนาะဟိုခဏပြောသူတို့အောင်မြင်တဲ့လုပ်ငန်းတစ်ခုကအရေးချင်းရှိရလူနဲ့ဖွဲ့စည်းဖို့လိုတယ်အရေးချင်းရှိရလူနဲ့ဖွဲ့စည်းဖို့အတွက်ကကြောင့်ဥဆောင်တူရတယ်အရေးချင်းရှိဖို့လိုတယ်အခုချိန်ရဲ့လောလောဆယ်ဒီခေတ်ကာလရဲ့အရေးချင်းကကြတော့ရှေ့ထွက်ခဲ့ဖို့ပဲပေါ့